ယောက်ျားလေးဝစ်တင်မောတာအင်ဂျီပေါ့နော်အဖြူဆက်လေးတွေမင်းမင်းစီမှာထက်ရောက်ပါတယ်အသားလေးကတော့ဝါချီအသားပါနော်ကာလာလေးလည်းအရန်စုံတယ်ဒီမှာအရန်လာတယ်စိုက်လေးကတော့ထုံးစံတန်းနှစ်စိုက်လာပါတယ်အိမ်စင်နဲ့2အိမ်စင်ဆိုပြီးတော့စိုက်ကလေးကနှစ်စိုက်လာပါတယ်အုံးခွန်ကျဲဒီလေးထည့်ထားပြီးရနော်ကိုမာတို့ပြီးတော့ရှေ့ကက်လေးလည်းပါပါရဲ့ရှင်ဒီမှာနော်အဖြူရောင်ဇက်ကလေးနဲ့ပါအရန်လာတယ်ကာလာဆိုရင်လည်းလေအရန်စုံပါတယ်ရှင်အိမ်စင်နဲ့2အိမ်စင်ဆိုပြီးတော့စိုက်ကလေးကနှစ်စိုက်လာပါတယ်အိမ်စင်ဆိုရင်ပေါင်ချိန်ကလေ120 140လောက်ထိဝယ်လို့ရပါမယ်ဈေးနှုန်းလေးက9000နဲ့မှ200ကျပ်ပါရှင်2အိတ်ဆယ်ဆိုင်ဆိုရင်ပေါင်ချိန်150 160လောက်ထိဝယ်လို့ရပါမယ်ဈေးနှုန်းလေးက9000နဲ့မှ900ကျပ်ပါရှင်ကိုလိုချင်တဲ့ site ကို9ထက်တရွဲကနေစပြီးတော့မှာယူလို့ရပါတယ်9ထက်တရွဲမှာယူတာနဲ့မင်းတို့ကကာလာစုံလေးလည်းထည့်ပေးပါရရှင်အသားအရန်အေးတယ်ဝါကြီးအသားတွေပါဒါမျိုးကာလာအစုံလေးနဲ့ရမယ်အခုမင်းဖြန့်ပြထားပေးတာလေအိတ်ဆယ် site နော် site ကတော့2 site လာပါတယ်လိုချင်တဲ့ site ကိုငါတဲ့တို့ရနေစပြီးတော့မိုင်လို့ရပါတယ်ရှင်ဒါလေးကလေအရန်အယောင်တက်တဲ့ပစ္စည်းပေါ့နော်အခုကလည်းအရန်ပူတဲ့အချိန်ဆိုလေဒါလေးတွေကအရန်ဟိုမှာရောင်းကောင်းပါတယ်လေးအမြန်လာတင်မရမယ်နော်အိမ်ရောက်ဝယ်ချင်လဲပို့ဆောင်ပေးပါတယ်ငါတဲ့တို့ရနေစပြီးတော့မိုင်လို့ရပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာကြည့်လို့ရပါတယ်ရှင်ဒီမှာမင်းတို့ဆိုင်အမန္တလေးမြို့ကပါကျေးဇူးပါ